အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ Royal Audio Book Channel လေးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီနေ့ညပရိသတ်ကြီးတို့နားဆင်ခံစားရမယ့်ဇာတ်လမ်းကောင်းလေးတွေကတော့စာရေးဆရာမင်းဆက်ကြရဲ့ဇာတ်လမ်းလေးတွေပဲဖြစ်ပါတယ်ရှင်။ကဲပရိသတ်ကြီးကိုပထမဆုံးနားဆင်ခံစားရမယ့်ဇာတ်လမ်းလေးကတော့သုံးထပ်ချောင်းဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ရှင်။ကဲဒါဆိုရင်ဇာတ်လမ်းလေးဆက်လိုက်တော့မယ်နော်။ကျွန်တော်တာဝန်ကျတော့မြို့လေးတစ်မြို့အဲ့ဒီမြို့လေးကိုကျွန်တော်မနေ့ကရောက်ရှိလာတယ်။တာဝန်ကဒီလန်ဒီမြို့ကအလန်တော်တရားလန်ဖြစ်လို့ကျွန်တော်တို့တက်စုတွေကကျွန်တော်တို့လေးရုပ်ကိုအဲ့ဒီမြို့ကလေးမှာတာဝန်ပေးခဲ့တယ်။ကျွန်တော်တို့ရောက်နေတဲ့မြို့လေးကပသိမ်မြို့ကိုသွားရလန်နှစ်တိုင်းချောင်းနဲ့ရေကြီးမြို့ကြားဆိုရင်လည်းမမအလန်တော်ကဒီတရက်နှစ်ရက်အတွင်းရောက်လာမှာဖြစ်တယ်။ကျွန်တော်တို့ကကြိုတင်၍လမ်းချောင်းရှင်းပေးရပြီးတော့အဲ့ဒီမြို့လေးမှာစကန်းချရမှာပဲဖြစ်တယ်။ကျွန်တော်စစ်နိုင်အပါအဝင်တပ်သား၃ယောက်နဲ့အထူတာဝန်ထမ်းဆောင်ရမှာပဲဖြစ်တယ်။ကျွန်တော်ကတော့တက်ချက်ကြီးအစင်သာကျွန်တော်အောက်ကတပ်သားမောင်ထူးသောမောင်ရနိုင်ဖြိုးနဲ့မောင်အောင်ကျော်တို့ကျွန်တော်တို့အဲ့ဒီမြို့လေးကိုရောက်လာတာကညနေစောင်းနေပြီပဲဖြစ်တယ်။အဝေးပြေးလမ်းဖြစ်လို့ကားကနည်းနည်းရှင်းနေတယ်။ဒါပေမဲ့ကားတစ်စီးနဲ့တစ်စီးက9မိနစ်လောက်တောင်မချပါ။ပသိမ်သွားကားလမ်းဆိုတော့လိုင်းကားတွေခရီးတို့ခရီးရှိလိုင်းတွေကြောင့်လိုင်းစင်ကတော့မပြတ်ကျွန်တော်တို့ကကားလမ်းပေးရှိအရေးရတဲ့နေရာမှာတာဝန်ယူပြီးစောင့်ရမှာပဲဖြစ်တယ်။အဲ့ဒီအချိန်မှာမိုးကလေးကညှို့လာတယ်။ဒီအခါတပ်သားအုံးကျော်ကဆရာမိုးရွာတော့မယ်။ကျွန်တော်တို့ဗမာခိုရမှာလဲ။ဒီမှာကခဏပဲရမှာ။ယူနီဖောင်းတွေဆိုရင်ကျွန်တော်တို့တညာလုံးဒုက္ခရောက်မှာနော်။အေးပါကွ။မင်းတို့ဒီနားမှာပဲအရေးခဏခိုပြီးစောင့်နေ။ငါနဲ့ထူးတော်နေရာလိုက်ရှာလိုက်မယ်။အုံးကျော်နဲ့မောင်ရန်နိုင်နှစ်ဦးကိုကိုပင်ဘေးမှာရှိတဲ့နှလုံးတစ်လုံးအကျော်သေးနားကိုသွားပြီးတော့မိုးခိုခဲ့တယ်။ကျွန်တော်နဲ့တပ်သားထူးတော်ကတော့ပတ်ဝန်းကျင်ရှိမြို့ရဲ့အခြေအနေနဲ့ပတ်ဝန်းကျင်ကိုလိုက်ပြီးတော့လေ့လာလိုက်တယ်။အဲ့ဒီအချိန်မှာပဲမိုးကရွာဖို့ဟန်တပြင်းပြင်းနဲ့ကောင်းငင်တစ်ခုလုံးအုံမိုင်း၍လာတာပေါ့။ဒိန်နူအေးလေးကလည်းတိုက်ခတ်လာတယ်။တစ်ချက်တရက်စီးကဝင်းကနေလက်ခနေအလင်းသားလေးတွေကလည်းပေါ်လာတယ်။အချိန်ကလည်းညဘက်ကိုရောက်လူတာမို့ပတ်ဝန်းကျင်ကလည်းမှောင်လာတော့တာပေါ့။အဲ့ဒီအခါမှာစစ်နိုင်တဲ့တပ်သားထူးတော်တို့ကသူတို့တက်ချနာရနေရနဲ့တဖာလုံးကြောကိုရောက်လာပြီးရင်တော့စစ်တိုင်းဘုံကြီးကျောင်းတစ်ကျောင်းကိုလှမ်းတွေးလိုက်တယ်။ဘုံကြီးကျောင်းကကားလမ်းဘေးကနည်းနည်းသားဝင်ရတယ်။ကားလမ်းမကိုလည်းလမ်းမြင်နေရတယ်။သူတို့ရောက်တဲ့နေရာကနေပြီးတော့အဲ့ဒီဘုံကြီးကျောင်းကိုမြင်နေရတာမို့ဒီတညတော့ဘုံကိုရှောက်တင်ပြီးခိုးနာဖို့ပြောရမှာပဲ။မိုးကလည်းရွာတော့မယ်ဆိုတော့အကူအညီတောင်းကြည့်ရမှာပဲ။စစ်တိုင်းကအဲ့လိုတွေးကကားလမ်းမကနေဖုံးတော်ကြီးကျောင်းသားကိုရှောက်လာခဲ့တယ်။ဖုံးတော်ကြီးကျောင်းအဝေးကစွလစ်မွန်းချုံနေနဲ့ရွှေရောင်တဝင်းဝင်းနဲ့တောက်ပနေတယ်။ကျောင်းကလည်းသုံးထပ်တိုက်ကျောင်းအဲ့ဒီကျောင်းကမြို့ပြင်မှာဖြစ်လို့ကားလမ်းမဘေးမှာထီးထီးတစောင်းနဲ့ဖြစ်နေတာပေါ့။မြို့ဆိုပေမဲ့လည်းကားလမ်းကနေအထဲကိုနည်းနည်းတော့ဝင်ရတယ်။သူတို့နားနေတဲ့နေရာကသာကားလမ်းပြီးစားတော့ဆိုင်ကများပေမဲ့တိတ်ပြီးတော့မစီကားအဝေးပြေးလမ်းမဖြစ်တာကြောင့်တချို့ကားတွေကလည်းမရက်မြို့သေးလို့လားဒါမှမဟုတ်မိုးချုပ်လို့လားတော့မသိပါဘူးသူတို့ရောက်လာတဲ့အချိန်မှာနားနေတဲ့ကားတွေကိုတော့တိတ်မတွေ့ရအခုလေသူတို့ဘုန်းကြီးကျောင်းကိုလာတဲ့ကားလမ်းနဲ့မြို့ထဲကိုဝင်တဲ့လမ်းကလူရှင်းနေတယ်ကျောင်းကတော့စွလက်မွန်းချုံနေနဲ့ကြည့်ရတာအတော့ကိုတင်းတယ်လာတယ်ဒီဖုံဖုံကဒီမြို့မှာအချမ်းသာဆုံးဖုံဖုံများလားကျောင်းကြီးက3ထပ်တောင်ဆိုတော့ရှာပပပဲစစ်နိုင်ကဒီလိုတွေးမိတယ်တွေးရင်စစ်နိုင်ငယ်ထူးတော့ဘုန်းကြီးကျောင်းကိုဝင်ရင်ကြည့်လိုက်တဲ့အခါမှာခြံဝင်းတကားကပြက်နေတယ်ခြံတကားကတစ်ဖက်ကိုရိုင်းလဲမလို့ဖြစ်နေတာလဲတွေးလိုက်ရတယ်၎င်းခြံဝင်းနဲ့ကျောင်းကနည်းနည်းတော့လှမ်းနေစစ်နိုင်တို့အထဲကိုလမ်းဝင်ခဲ့ရမှာမထင်မှတ်တဲ့အတားတစ်ခုကိုကြားလိုက်ရတယ်ဟာအမလေးလောက်ပါအောင်ဟာဘလို့ဖြစ်တာလဲဘသူလဲကွာခင်းနေဖြစ်တာစစ်နိုင်ကဒေါသဖြစ်ပြီးတော့អော်လိုက်တယ်ခဲလုံးကသူ့ရဲ့ကောင်းကြိုးဆောင်ကိုရှက်ထိကဘေးနားဖြတ်သွားတယ်။ခဲလုံးကတလုံးနဲ့မဟုတ်5လုံးလောက်ကိုရှိနေ။အဲ့ဒီအခါမှာစစ်နိုင်တို့ကျောင်းသားရောက်လာလို့ကျောင်းထဲကိုအခုမှဆင်းမိတယ်။မီးလည်းမထွန်းထား။ညခါလည်းမှောင်နေပြီမဟုတ်ပါလား။မြို့မကြတော့မကြမို့လျှက်စင်ပြီးတွေမရလို့မထွန်းထားတာလားလို့တွေးမိတယ်။ဒီကအနားရောက်မှတည်တည်ချာချာကြည့်တော့လူလေးတရားမှမတွေ့ဘူး။စစ်နိုင်ဒေါသပိုဖြစ်မိတယ်။ဘယ်သူမှမသိပဲသူတို့ကိုခဲနဲ့ပြေးသွားတဲ့သူကိုသူတို့မမြင်လိုက်ရလို့ပို့ပြီးတော့ခံပြင်းနေရတယ်။
ခဲနဲ့ပြစ်ပြီးတော့ပြေးရင်လည်းခြေတံကကြားရမယ်မလားသူ့ကိုလာမှန်တဲ့ခဲလုံးကိုကောက်ယူကြည့်လိုက်တဲ့အခါအုံနီခဲလည်းမဟုတ်လမ်းခင်းတဲ့ကြောက်လည်းမဟုတ်တည်တည်ချာချာကြည့်လိုက်တော့မှ၆ဆက်လက်ခဲလေးတွေဖြစ်နေတယ်ထိုနေရာထိုဒေသမှာ၆ဆက်လက်ခဲလုံးကဘဲကဘလို့ရောက်ပြီးဘသူကညာပြစ်ပါလေလို့စဉ်းစားမရဖြစ်မိတယ်ဒေါသကတော့မကြေသေးကျောင်းထဲမှာကအမှောင်နေလို့ဘသူမှမရှိဘူးဆိုတာသိချသွားပြီသိချသွားအောင်လည်းအကျဉ်းချင်းအော်ခေါ်ခဲ့တယ်ဘသူမှထိုးတယ်မကြားဒါနဲ့ပဲစစ်နိုင်နဲ့ထိုးတော်တို့ကင်းချခဲ့တဲ့တပ်သားနှစ်ယောက်ကိုဒီညဒီမာနာဖို့အတွက်ထိုးတော်ကိုလှုပ်ပြီးတော့ခေါ်ခိုင်းလိုက်တယ်တပ်သားထိုးတော်ကလည်းစစ်နိုင်စီကနေအမိန့်ရလို့ချက်ချင်းပဲသူ့ရဲ့လူတွေကိုခေါ်ရန်ထွက်လာခဲ့တယ်အဲ့ဒီအခါကျောင်းရှိမှာစစ်နိုင်တဦးတည်းသာကျန်ခဲ့တယ်အဲ့ဒီအချိန်သူရည်တံတစ်ခုကိုကြားလိုက်ရတယ်အဲ့ဒီရည်တံကကျောင်းပေါ်ကဖြစ်တယ်ကြည့်လိုက်တဲ့အခါမှာမောင်မောင်မဲမဲမှာဘသူမှမလာမရှိပဲရေတံကထွက်လာတယ်အဲ့ဒီနောက်လေကားပေါ်ကအရာဝတ္ထုတစ်ခုပြစ်ချလိုက်တဲ့အတန်ကိုထပ်ကြားရပြန်တယ်လေကားကသုံးထပ်ကျောင်းရဲ့ဘေးမှာတစ်ခုရှိတယ်ထိုလေကားကနေအရာဝတ္ထုတစ်ခုလှိမ့်ပြီးတော့ကျလာတယ်စစ်နိုင်တို့ကစစ်သားတွေဆိုတော့ကြောက်စိတ်တော့တိတ်မရှိဒါပေမဲ့နည်းနည်းတော့လန့်နေတယ်ဘာဖြစ်လို့လဲဆိုတော့ခုနကလိုအဝေးကနေခင်းနဲ့ဖြစ်ဖြစ်အခြားတစ်ခုခုနဲ့ဖြစ်ဖြစ်ပြစ်မှာတော့ကြောက်တယ်စစ်နိုင်ကလည်းလေကားပေါ်ကနေကျလာတဲ့အတန်လာရစီကိုသမီးနဲ့ထိုးကြည့်လိုက်တယ်အပေါ်ဆုံးတက်ကနေအုံးလေးကြောက်တစ်လုံးကျလာတာတွေ့လိုက်ရတယ်ဒါဆိုရင်တော့အပေါ်ဆုံးထပ်မှာတယောက်ယောက်ရှိနိုင်တယ်သူတို့လာမှဆိုလို့မလာရဲအောင်တယောက်ယောက်ကဟန့်တားနေတာလားလို့တောင်ထင်မိတယ်အပေါ်မှာရှိတဲ့လူကလူကောင်းလားစိတ်မနှက်တဲ့လူလားဒါမှမဟုတ်ကလေးတွေလာစော့နေကြတာလားလို့လည်းသူတွေးမိပြန်တယ်ဒီအခါစစ်နိုင်ကမသိငါလို့ဟေးဘသူရှိလဲအပေါ်မှာသူလိုအော်ကခဏစောင့်ကြည့်လိုက်ပြန်တယ်ဘာတမ်းမှပြန်ပြောတယ်မကြားရဒါနဲ့ပဲဒုတိယအကြိမ်ထပ်ပြီးတော့ဟေးအပေါ်မှာဘသူရှိလဲလို့မင်းနေတယ်လေမကြားဘူးလားစစ်နိုင်ကလည်းဒုတိယအကြိမ်ထပ်ပြီးမေးလိုက်တယ်ဒုတိယအကြိမ်မေးတော့လေဖာပြန်လာတယ်မှမကြားရဘူးအဲ့ဒီအခါသူ့ငါကိုရဲဘော်တွေရောက်လာကြတယ်ဆရာကျွန်တော်တို့ရောက်လာပြီအေးရဲဘော်အုံးကျော်ကကျောင်းရှိမှာကင်းဆောင်ကြံခဲ့ကျန်တဲ့ရဲဘော်နှစ်ယောက်ကငါနဲ့လိုက်ခဲ့ကျောင်းထဲမှာဖုံဖုံရှိရင်ရှောက်ပြီးတော့ဒီမှာတညနားရအောင်စစ်နိုင်ကဒီလိုပြောကကျောင်းရဲ့အပေါ်ဆုံးတက်ကိုတက်လာခဲ့ကြတယ်သူထင်တာကတော့ဆရာတော်ဖျားကဒီပေါ်ဆုံးထက်မှာစိမ့်နေတယ်လို့ထင်တယ်သူအဲ့လိုတွေးနေစင်မှာပဲဟေးငါကျောင်းပေါ်ကိုဘယ်သူမှမလာနဲ့ဟမ်အတန်ကအောနေသလားလို့ဆရာတော်ရဲ့အတန်ကဘလို့လဲအောင်မြင်သောအတန်ရှယ်မဟုတ်ပဲအတန်ကအောနေတယ်ပါဇက်ထဲမှာကိုးနေဝါပြီးပြောနေသလားလို့တောင်ထင်ရတယ်အဲ့ဒီအခါမှာသူတို့သုံးဦးကလည်းကြားမော်တက်ရအလုပ်ဟာအမလီအိုးသုံးယောက်သားတိုင်းတို့អော်လိုက်တယ်ဒီလိုអော်လိုက်ပြီးတဲ့နောက်မှာတော့ဟုံးဆိုပြီးတော့အတန်ကျလာတဲ့နေရာကိုကြည့်လိုက်တဲ့အခါမှာအမောင်ထဲမှာမျက်လုံးနှလုံးသာမြင်လိုက်ရတယ်ဒီကစစ်နိုင်ကဓမီဖြင့်ကျနေတဲ့နေရာကိုထိုးကြည့်လိုက်တဲ့အခါမှာတော့ကြောင်တကောင်ဖြစ်နေတာတွေ့လိုက်ရတယ်ဟုတ်တော်ပါသေးရဲ့ရန်နိုင်ကကြောက်ပြီးអော်လိုက်တာကြောင့်သူ့ကိုယ်သူအားပေးလိုက်တယ်အဲ့ဒါနဲ့ပဲသူတို့အောက်ထပ်ကနေကြော်ပြီးတော့ဒုတိယထပ်ကိုရောက်လာတယ်အောက်ထပ်ကိုတော့တကားတော့ခတ်လို့မထားလို့မဝင်ခဲ့ဘူးအောက်ထပ်ကိုတော့တကားတော့ခတ်ထားတာမို့မဝင်ခဲ့ရဘူးဆရာတော်များအပေါ်မှာရှိနေထင်လို့အပေါ်ကိုတက်ရန်စိတ်ကဖြစ်မိတယ်အခုလေဒုတိယထပ်ကိုရောက်လာတယ်ဒုတိယထပ်ကတကားကတက်သားတကားတွေဖြစ်လို့အဖွင့်အပိတ်အသုံးပြုလာကြလို့တကားနှစ်ချက်စားကဟာတတလေးဖြစ်နေတာတွေ့ရတယ်ဒါကြောင့်စစ်နိုင်ရင်တကားနှစ်ချက်စားကဓမီထိုးကအထဲကိုချောင်းကြည့်လိုက်တယ်အထဲမှာဘာမှတော့မရှိဂရင်နှလုံးနဲ့တန်ပီလိုကလေးတစ်လုံးသာရှိတယ်လူလည်းတယောက်မှမရှိစစ်နိုင်ကနည်းနည်းတော့စိတ်ဝင်စားသွားတယ်အောက်ထပ်မှာကတော့ခတ်ထားတယ်ဒုတိယထပ်မှာလည်းတယောက်မှမရှိပဲတကားတော့ခတ်ထားတယ်ဒီလိုဆိုရင်အပေါ်ဆုံးထပ်မှာလူရှိနိုင်တယ်လို့စိတ်ထဲကထင်ပြီးတော့အပေါ်ဆုံးထပ်ကိုဆက်ပြီးတက်လာခဲ့တာပေါ့အဲ့ဒီအခါမှာပဲဘာသာလဲကွာမင်းတို့ကြားလားစစ်နိုင်ကကျန်စစ်သားနှစ်ယောက်တန်တပ်သားနှစ်ယောက်ကိုမိလိုက်တယ်ဒီအခါတအိုးကဟုတ်ကဲ့ဆရာကြားပါတယ်ညအော်တန်နဲ့တူတယ်ထိုးတော်ကပြန်ဖြေလိုက်တယ်အဲ့ဒီအခါမှာသူတို့သုံးဦးတဖြည်းဖြည်းနဲ့အပေါ်ကိုရောက်လာတယ်အပေါ်ကိုရောက်လို့တကားကိုကြည့်လိုက်တော့တော့ခန့်ထားတာတွေ့ရပြန်တယ်ဒါပေမဲ့ရုတ်တရက်မို့တော့ကလောက်ကတန်းလန်းဖြစ်နေလို့
တော့ခတ်ထားတယ်လို့သာထင်လိုက်ရတာတေချာစစ်ဆေးကြည့်လိုက်တော့တော့ကပြုတ်နေတယ်တကားချက်ပတ်တာကလည်းကွာဟနေတယ်အထဲမှာလည်းဘာသမ်းမှမကြားရအထဲကိုပတ်တာကွာနေလို့ဖွင့်မိဝင်လိုက်တဲ့အခါမှာညောင်းနှကောင်ကိုရုတ်တရက်တွေ့လိုက်ရတယ်အထဲမှာဆရာတော်လည်းမတွေ့ပါမြောက်တွေကသူတို့ဝင်လာလို့ကျောင်းခေါင်မိုးပေါ်ခုံတက်ကအမိုးရဲ့အပေါ်ဘက်လေဝင်ဘောက်ကနေထွက်သွားကြတယ်သူတို့ထွက်သွားတဲ့အပေါင်းနဲ့ဘေးရှိတစ်ပင်နဲ့ဆက်နေလို့တစ်ပင်ပေါ်ခုံတက်ကကူးသွားကြတယ်စက်နိုင်တို့လည်းဘသူမှမရှိတဲ့ကျောင်းမှာဘသူကမှပြောစရာမလိုဘူးလို့ထင်ပြီးတော့အဲ့ဒီအပေါ်ထပ်မှာပဲနားဖို့လှုပ်လိုက်ကြတာပေါ့ခရင်တစ်လုံးနဲ့အစင်သင့်ရှိတယ်တကားရဲ့နောက်မှာတပြက်စီတစ်ချောင်းမှာအစင်နဲ့တွေ့လိုက်ရတယ်တခါလုံးကလည်းဖုန်နေကပ်နေတာမို့တပြက်စီနဲ့အတော်ပင်လဲယူရတယ်အဲ့ဒီနောက်အခန်းတစ်ခန်းပိတ်ထားတာတွေ့တယ်တကားချက်မထိုးထားလို့အထဲကိုထပ်မီးနဲ့ထိုးကြည့်လိုက်တယ်ဖျားလိမ့်နှလိမ့်ထောင်ထားတာတွေ့လိုက်တယ်ဗီဒီယိုတစ်လုံးလေးတွေ့ရသေးတယ်ဗီဒီယိုထဲမှာတော့ပကံခွက်ဇွန်နေချင်းတွေ့ရတယ်စစ်လိုင်းတို့အခန်းထဲကဖျားလိမ့်နှလိမ့်ကိုယူလိုက်တယ်ပြီးတဲ့နောက်သူတို့သုံးအခန်းထဲမှာပင်မန်းနွမ်းနေလို့နားလိုက်တော့တယ်စစ်နိုင်နဲ့ရန်နိုင်ဖြိုးကနားပြီးတော့ထူးတော်ကကင်းချထားလိုက်တယ်အောက်မှာအုံကျော်ကခြံဝါမှာစောင့်ချန်ခဲ့တယ်အုံကျော်ကပဝင်းကျင်မှာလူသွားလူလာမရှိတာမို့သူကလည်းအနားမှာရှိတဲ့အုတ်တိုင်ကိုမှီလိုက်တယ်ဒီအခါမှာသူ့ကိုတခုခုနဲ့ပြစ်ပေါက်လိုက်တဲ့အတန်တွေကြားလိုက်ရတယ်အတန်တွေကသူ့နားမှာလာကြတဲ့အတန်များပဲဖြစ်တယ်အုံကျော်လည်းပဝင်းကျင်ကိုရှောက်ကြည့်လိုက်တဲ့အခါမှာဘသူ့ကိုမှလည်းမတွေ့ရအဲ့ဒီအခါအုံကျော်လည်းဟုတ်မဟုတ်ရဲ့လားဘသူကမှပြစ်ပေါက်နေပါလေသူနည်းနည်းတော့ကြောက်လာမိတယ်ကျောင်းမော်ကိုတက်သွားတဲ့သူတွေကလည်းအခုထိပြန်ဆင်းမလာကြသေးအဲ့ဒီအချိန်ထူးတော်ကလည်းကျောင်းရဲ့ပရင်းမတ်ကိုဖွင့်ကစောင်းအောင်မှကြံခဲ့တဲ့အုံကျော်ကိုလှမ်းကြည့်လိုက်တယ်အုံကျော်နဲ့သူကနည်းနည်းတော့လှမ်းတာတွေ့ရတယ်ဒါပေမဲ့သူတို့ထားခဲ့တဲ့နေရာမှာအုံကျော်မရှိတော့သူလည်းနည်းနည်းစိုးရိမ်သွားတယ်အဲ့ဒီအခါမှာစစ်နိုင်နဲ့ရန်နိုင်ဖြိုးတို့ကတော့အိပ်ပျော်နေကြပြီသူတို့ပြီးရင်တော့သူ့အလက်ကနောက်၄နိုင်ချာမှနိုင်ရမယ်အဲ့ဒီအခါစစ်နိုင်တယောက်အိမ်မက်မက်နေတယ်အိမ်မက်ထဲမှာတကူလုံးအဝါယုံခြုံထားတဲ့လူတယောက်ကသူ့အိမ်အနားကိုရောက်လာတယ်ခေါင်းတစ်ခုလုံးကိုပါခြုံထားလိုက်တယ်မျက်နှာကတော့ခြုံထားတဲ့ပိတ်ဆိုက်ကြောင့်မမြင်ရ၎င်းအဝါရောင်တကူလုံးခြုံထားတဲ့သူကဟဲ့ကောင်တွေထမင်းတို့ဒီကနေအမြန်ဖယ်ပါဒါငါနေရပဲဘသူမှလာလို့မရဘူးဆိုတာမင်းတို့မသိဘူးလားဒီကစစ်နိုင်ကခမည်းကဘာလုပ်လဲငါကဒီเจ้าတော်ရဲ့အရှင်သခင်ပဲဒါဟာငါရဲ့เจ้าပဲငါရဲ့ပိုင်နဲ့ထဲကိုဘသူမှမလာရဘူးဆိုတာမင်းတို့မသိဘူးလားကျွန်တော်တို့ကခဏနားစားတဲ့ဧည့်သည်တွေပါဒီတညပဲတဲမှာပါမလို့ချင်ဘူးငါရဲ့เจ้าမှာဘသူမှလာတာမကြိုက်ဘူးမင်းတို့တွေဒီကမသွားသေးရင်ငါအကြောင်းသိပဲဒါနဲ့ခမည်းကဘယ်မှာနေတာလဲကျွန်တော်တို့လာတော့ဒီเจ้าမှာလည်းမတွေ့ပါလားဒါရီမင်းတို့ကိုပြောဖို့မလိုဘူးငါရဲ့เจ้าမော်ကသာမင်းတို့တွေအမြန်ဖယ်ကြပါစစ်နိုင်ကလည်းသူ့ကိုလာမောင်းထုတ်တဲ့သူဘသူမှမသိပဲစဉ်းစားနေမိတယ်သူတို့ကလည်းမိုးချုံလို့သာဒီနားမှာအကြောင်းတစ်ကြောင်းတွေ့လို့ဝင်နားရခြင်းပဲဖြစ်တယ်เจ้าမာကလည်းဘသူမှမရှိအခုတော့ပိုင်ရှင်ပေါ်လာလို့လာမောင်းထုတ်နေတာသိရလို့လန့်နေရတယ်ဟာစစ်နိုင်ကမန်းကရထထိုင်လိုက်မိတယ်သူ့ရဲ့ဘေးမှာရန်နိုင်ဖြိုးကအဲ့လိုကောင်းတော့သူကတော့လန့်နူးလို့မအိပ်တော့ပါအဲ့ဒီနောက်ထိုးတော်ကိုရှာကြည့်လိုက်တဲ့အခါမှာလှေကားပေါ်ကနေအပြင်ဘက်ကိုကြည့်ပြီးကင်းဆောင်နေတာတွေ့လိုက်ရတယ်။အရာနဲ့သူလည်းထိုးတော်အနာကိုလာကရဲဘော်ထိုးတော်ပေါ်နာချီဆရာစောင့်လိုက်မယ်။ဟာရပါတယ်ဆရာ။ဆရာသာအိပ်ဖြူဟောင်းအိပ်ပါကျွန်တော်စောင့်ပါမယ်။ကျွန်တော်ကိုအားမနာပါနဲ့။ဒါနဲ့ဘာထိုးသေးလဲ။ဘာကိုမေးတာလဲဆရာ။ပတ်ဝန်းကျင်အခြေအနေကိုမေးတာ။ထိုးတယ်ဆရာ။အုံးကျော်ပြောက်နေလေ။ဒီကစစ်နိုင်ကလည်းစောင်းရဲ့ချက်ထိတ်ကိုကြည့်လိုက်တယ်။အုံးကျော်ကိုမတွေ့ရ။ဒါနဲ့ပဲစစ်နိုင်ရတယ်ကျောင်းအောက်ကိုပြန်ဆင်းပြီးတော့အုံးကျော်နာကိုရှောက်လာမိတယ်။ဟောတွေ့ပါပြီ။ရဲဘော်အုံးကျော်ကအုတ်တိုင်ကိုမှီပြီးတော့အပြင်ကိုငေးနေတာတွေ့လိုက်ရတယ်။သူလည်းပင်ပန်းလို့ညောင်းလို့မှီပြီးစောင့်နေတာနေမှာပေါ့။ဒါလိုနဲ့စစ်နိုင်ကလည်းအုံးကျော်နာကိုရောက်တဲ့အခါရဲဘော်အုံးကျော်သွားခဏနာကြည့်ဆရာဆက်ပြီးစောင့်မယ်။အုံးကျော်ကလည်းဟန်မင်းမဆောင်နိုင်တော့ပဲနဲ့အဲ့ဒီအုတ်တိုင်နားမှာပဲထိုင်ချကငိုင်းလိုက်တော့တယ်။စစ်နိုင်ကလည်းဘာမှမပြောတော့ပဲနဲ့တပ်သားအုံးကျော်ကိုကြည့်ကတနာသွားတယ်။တာဝန်ကြီးတဲ့ရဲဘော်တွေပါလား။စိတ်ထဲကသာပြောလိုက်မိတယ်။မနှက်ပြန်ဆိုဒီလန်းကနေအလံတော်တည်သွားတော့မယ်မဟုတ်ပါလား။သူတို့ကတခဏဒီမျိုးဒီနားမှာတာဝန်ယူထားရတဲ့တက်စုတစ်ခုတွေကတက်စိတ်ကလေးတစ်ခုပဲဖြစ်တယ်။သူ့ပါဝင်၄ဦးအဖွဲ့ကဒီမျိုးနားမှာတာဝန်ယူရတယ်။မနှက်ပြန်စောစောထားပြီးတော့
သူတို့လမ်းမတစ်လျှောက်ကင်းချပြီးတော့စောင့်ကြည့်ရမှာပဲဖြစ်တယ်။ဒါမှလည်းအလံတော်တဲ့ရလမ်းတစ်လျှောက်မှာအနေရကင်းချောမွေ့စာတည်ယူနိုင်မှုသူတို့မှာတာဝန်ရှိရမဟုတ်ပါလား။စက်တိုင်ကအုံးကျော်ကိုကြည့်ကသနာသွားတယ်။ဘယ်ချိန်ရဲကအိတ်စင်နေမှမသိအိတ်နေတာဟောက်တာဟောက်နေပြီ။အဲ့ဒီအခါမှာပဲအတန်တစ်ခုကိုထူးတော့ကြားလိုက်တယ်။ဘယ်ကအတန်မှလဲလို့နားဆွလိုက်တယ်။အတန်ကတော့သူတို့အပေါ်တာမဟုတ်ဒုတိယတက်ကဖြစ်တယ်။သူတို့နည်းနည်းလန့်သွားတယ်။ကင်းမဲဆောင်ရမလား။အောက်ပဲဆင်းကြည့်ရမလား။ဝေခွဲမရဖြစ်နေတယ်။ဒီချိန်တက်ချက်ကြီးဆက်နိုင်ရောက်လာပြီးတော့ဘာသာနေလဲကွာထူးတော့ဟုတ်တယ်စီဟာအောက်ထက်ကအတန်မှာဆက်နိုင်ကလည်းတကားစားကနေလက်နှိပ်တမီထုံကကြည့်လိုက်တယ်။တကားကနှစ်ချက်ပိတ်တကားဖြစ်လို့အလေကဟထတလေးနဲ့အထဲကိုတမီထုကကျင့်မိတယ်။အထဲမှာလည်းဘာမှမတွေ့ရ။ဒီเจ้าတော်ကြီးကတော့သူတို့အတွက်အလွန်ထူးခြားနေတယ်။ဘာကြောင့်သူတို့ကိုခြောက်နေရတာလဲ။ဒီနားတစ်ဝိုက်မှာဆိုလို့မြောက်လေးတွေရှိတယ်။မြောက်လေးတွေကလည်းဒီလိုလုံးမှမဟုတ်။အတန်မျိုးစုံကိုတစ်မျိုးပြီးတစ်မျိုးမတူအောင်ခြောက်နေတယ်။ဒီတညတော့သူတို့သိခံပြီးစောင့်ရမှာပဲ။သူအိပ်ပျော်တုန်းကလာပြောတဲ့လူကလည်းဘသူများပါလဲ။တကူလုံးအဝါရောင်ပိတ်စည်းပတ်ထားလို့ဘသူဘဝဆိုတာသူ့အဖို့မသိနိုင်။မျက်နှာမြင်ရင်လည်းမမိဖို့ကမလွယ်။သူတို့ကမြဒီเจ้าမှနေတာမလို့ခြင်းလို့လာပြီးခြောက်နေတာလားလို့ထင်မိတယ်။သူတို့မှာကလည်းသွားစရာနားစရာဆိုလို့ဒီเจ้าတော်သာတွေ့လို့ဝင်နာရခြင်းမဟုတ်ပါလား။စစ်နိုင်လက်ကနိုင်ရင်ကိုကြည့်လိုက်တယ်။ညနေနိုင်ထိုးနေပြီ။မိုးလင်းမှုကလည်းတိတ်မလို့တော့ဒုတိယထပ်မှာဘာမှမတွေ့ရလို့သူလည်းအောက်ထပ်ကိုဆင်းလာတယ်။အောက်ထပ်ကိုရောက်တဲ့အခါတကားကိုမထင်မှတ်ပဲကြည့်လိုက်တယ်။တကားမှာတော့ခတ်ထားလို့ပြန်လှည့်ဖို့အလုံးမှာပဲ။စောင်းဘေးကအရေးတစ်ခုဝင်သွားတာတွေ့လိုက်ရတယ်။သူလည်းချက်ချင်းလိုက်ဖို့လုပ်တယ်။ဒါပေမဲ့ရုတ်တရက်ဆိုတော့ကြောင်ပြီးငေးနေမိတယ်။ချက်ချင်းပဲကြောင်ဘေးကိုပြေးသွားလိုက်ပြီးကြည့်လိုက်တဲ့အခါဘာကိုမှမတွေ့ရ။အဲ့ဒါနဲ့ပဲစစ်နိုင်ကလည်းခြံရှိကိုပြန်လာပြီးတော့ကင်းဆက်ဆောင်နေတယ်။မနက်မိုးလင်းသွားတဲ့အခါမှာတော့ဘေးလန်းကနေလူနှစ်ဦးသုံးဦးထွက်လာကြတယ်။အဲ့ဒီလူတွေကသူတို့ကင်းဆောင်နေတဲ့အနားကိုရောက်လာပြီးတော့ဆရာတို့ဒီမှာဘာလုပ်နေတာလဲ။ကျွန်တော်တို့အလံတော်အတွက်ကင်းဆောင်နေတာပါ။အလံတော်ကဒီလမ်းကဖြတ်มาလေ။ဒါဆိုဆရာတို့ကဒီကျောင်းရှိမှတညလုံးရှိနေတာပေါ့နော်။ဟုတ်တယ်။ဆရာတို့ဒီကျောင်းထဲကိုရောဝင်သေးတာ။ဝင်တာပေါ့။ဒီကျောင်းထဲမှာပဲဝင်သေးတာလေ။ဟာတကယ်ဆက်နိုင်ကအဲ့ဒီလူရဲ့ဟင်းဟင်းဟာဖြစ်သွားတာကိုအံ့ဩသွားတယ်။အဲ့ဒီလူကမျက်စိမျက်နှာပြတ်သွားတာကိုလည်းတွေ့လိုက်ရတယ်။ဒီကရွာတွေကလူကဆရာတို့ဘာမှမဖြစ်ကြဘူးလား။ဥပမာတရားခဲနဲ့ပေါက်တာတို့အရေးမြင်ရတာတို့အတံပလန်တွေကြားတာတို့ပေါ့။ဆက်နိုင်ကလည်းအဲ့ဒီလူတွေပြောတာအားလုံးသူကိုယ်တိုင်မြင်တွေ့ကြားသိလိုက်ရသည်မဟုတ်ပါလား။ဒါနဲ့ပဲဆက်နိုင်ကလည်းဒီကနောင်ကြီးတို့ပြောတာတွေအားလုံးတွေ့ကြုံရပါတယ်။ဒါနဲ့ဒီဆောင်ကကျမ်းနိုင်ဘုံကြီးကဘဲသွားတာလဲမတွေ့ပါလား။ဖဖုံးကပြန်လွန်တော်မူသွားတာ3နှစ်ပြည့်တော့မယ်။ဒီကျောင်းကိုဆက်ပြီးထိန်းသိမ်းမဲ့ကျောင်းနိုင်ဘုံကြီးတွေလည်းရောက်လာပါတယ်။ဒါပေမဲ့6လမကြာဘူးပြန်သွားကြတယ်။အခုထိလည်းဒီကျောင်းကိုပဲပုံမှန်မလာကြတော့ဘူး။ကျွန်တော်တို့လည်းဒီကျောင်းချစ်ကိုအခုလိုပဲပိတ်ထားရတာ။ဒါနဲ့နောင်ကြီးတို့ကဒီမျိုးကပဲလား။ဟုတ်ပါတယ်။ဒီကျောင်းကြီးကိုအခုလိုပဲဆက်ထားရင်ကျက်စီးသွားမှာပေါ့။ဟုတ်ပါတယ်။ကျွန်တော်တို့လည်းမကျက်စီးစေချင်ပါဘူး။ဒါပေမဲ့ဒီကျောင်းမှာနေထိုင်သွားတဲ့ဘုံဘုံကမကြွဘူးလေဘလို့ဖြစ်လို့လဲဗျာအဲ့ဒီအခါမှာအဲ့ဒီလူကစက်နိုင်ကိုအချောင်းဆောင်ပြောပြလိုက်တယ်ဒီလိုအကိုဒီကျောင်းရဲ့အလူရှင်ကဥလူမောင်တော်ဖွားရှင်သူတို့ကဒီကျောင်းကြီးကိုဆောက်လုပ်လူထားပြီးဆရာတော်ကိုရေစက်ချပြီးလူတန်းခဲ့တယ်ဒါပေမဲ့အဲ့ဒီဆရာတော်ကဒီကျောင်းတော်ကြီးမှာကြာကြာမနေလိုက်ရပါဘူး9နှစ်ကျော်6နှစ်လောက်မှပြန်လုံတော်မူသွားတယ်ဆရာတော်ပြန်လုံတော်မူသွားလို့ဆရာတော်နောက်တစ်ပါးကိုကျောင်းထိုင်အရာအိုင်နှင်းခဲ့တယ်အဲ့ဒီမှာပဲနောက်ထပ်ကျောင်းထိုင်ကိုပြန်လုံတော်မူသွားတဲ့ဆရာတော်ကမကြွဖဲနဲ့ကျောင်းကြီးကိုဆွဲလန်းကအမျိုးမျိုး6လန့်တော့တာပဲဆရာတော်နဲ့ရွာသူရွာသားတွေကရေစက်ချအမြအတန်းတွေပေးဝေပေးမယ်လေအခုထိမကြွဘူးဆရာတော်ကဒီကျောင်းကိုအရင်အဆွဲလန်းကြည့်တော့မကြွမလို့ဖြစ်နေတာပေါ့နောက်ဆရာတော်2ပါး3ပါးလောက်ဒီကျောင်းကိုလာထိုင်ပေးသေးတယ်ဒါပေမဲ့နောက်ဆုံးဆရာတော်ပြောပြတာကတော့ဒီနေ့သူနေကင်းဘက်အိတ်ဆက်နေစဉ်သူ့ကိုခရင်ဘော်ကဆွဲချခံရတယ်လို့ပြောတယ်ပြီးတော့သူ့ရဲ့ခြေထောက်ကိုလည်းအရာတစ်ခုနဲ့ရိုက်ခံရတယ်လို့မျိုးနာကျင်မှုကိုခံစားရတယ်လို့ပြောတယ်ပြီးတော့တပိတ်တွေစွန်းတွေဖုံးသေးပြီးမှောက်ထားတာမနှက်ကြတော့အောက်ကိုရောက်နေတယ်အိမ်မက်ထဲမှာလဲသူ့ကိုဒီเจ้าတော်ကပြန်မို့လာနှင်ချတယ်ပြီးတော့ဒီနေ့မှဆုံးခံပြန်တော့
စောင်းတဲ့အဝင်မှာဘယ်ကပြစ်လိုက်မှမသိတဲ့စောက်စလစ်ကေလုံးနဲ့သူ့ကိုလာမှန်နေ။ဒါနဲ့ဆရာတော်ကလည်းဘသူများပြစ်တာလဲခုလိုက်ကြည့်တော့ဘသူမှမမြင်ရဘူး။အဲ့ဒီအခါမှာစစ်နိုင်ကကြားဖြတ်လို့ဒါနဲ့နောင်ကြီးဒီစောင်းမှာចောင်းသားတွေပါရင်မရှိဘူးလား။ဟုတ်တယ်။ចောင်းသားတွေကဆရာတော်6လို့ဘသူမှမနေရဲကြဘူး။ဒီကိုရောက်လာတဲ့ဆရာတော်တွေတပါးတွေဒီစောင်းမှာနေကြတယ်။နောက်ဆုံးဆရာတော်လည်းအမျိုးမျိုး6လန့်ခံရလို့တရားမကျင့်နိုင်မင်းနဲ့ဒီเจ้าတော်ကနေပြောင်းပြေးရတော့တာပဲဆက်နိုင်ကလည်းရွာသား3ဦးပြုတ်ပြတဲ့เจ้าတော်ရဲ့ဇလန်းကိုကြားသိရလို့เจ้าတော်ကြီးကိုကြည်ကနှမျောမိတယ်တကယ်တော့ဒီเจ้าတော်ကြီးပါကဖုံဖုံတွေနဲ့เจ้าသားတွေပါဆွဆွဝေဝေညီညီညွတ်ညွတ်ကြီးသူ့ဖြစ်ထိန်းသိမ်းသွားမယ်ဆိုရင်တော့ဒီရက်ဒီဒေတာကသာသနာတဆူပွင့်လန်းလာမှာမဟုတ်ပါလားဆက်နိုင်တို့တက်စုလေးနောက်တနေ့မှာတော့အလံတော်သိယူပြီးလို့သူတို့လေဒီရက်ဒီဒေတာကနေမိမိတက်စခန်းရှိရာကိုပြန်ခဲ့ကြပါလေတော့တယ်ပရိသတ်ကြီးကိုနောက်ထပ်နားဆင်ရမယ့်ဇာတ်လမ်းလေးနှစ်ပုဒ်ကတော့အုတ်ခုနှလုံးဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ရှင့်။ကဲစုံနေဒီလိုက်ပါနားဆင်ပေးကြပါဦးနော်။ဦးကျင်မောင်မြို့ပြင်လေးတနေရာကစိုက်ကားနှင်းလာတယ်။စိုက်ကားမထွက်ခင်အရက်ကလေးနည်းနည်းလေးခြာလာတယ်။အရက်ကတော့သူတောက်နေကြပါ။ဒီနေ့တောက်တဲ့အရက်ကခါတိုင်းထက်နေတယ်။ဒါကလည်းသူ့ရဲ့အိတ်ထဲမှာကငွေစားလေးနေနေတာကြောင့်ပေါ့။ဈေးဦးကလည်းမပေါက်သေး။တကယ်တော့ရွာဝင်လန်းထိပ်ဒေါ်ပူမအိမ်မှာသူစောင့်နေတယ်။သူစောင့်နေရတာကစိုက်ကားယူရမယ်ဖြစ်တယ်။ဆောင်ရင်းနဲ့သူ့မှာပါလာတဲ့ငွေစားလေးနဲ့ရသလောက်တောက်ခဲ့ရတယ်မဟုတ်ပါလား။ဒေါ်ပူမစီကစိုက်ကားကိုသူကညဆိုင်ယူနေသူ။နေခင်းနေတဲ့သူလားဘေးမှသူကရမယ်မဟုတ်ပါလား။ဟောနေခင်းနေတဲ့သူစိုက်ကားလာအပ်လို့သူလည်းစိုက်ကားကိုဒေါ်ပူမစီကနေယူပြီးတော့ထွက်လာခဲ့တယ်။သူတို့အနေနဲ့မြို့လေးကအဝေးပြေးကားတွေရက်နာတဲ့နေရာစုံတဲ့မြို့လေးဖြစ်လို့လူရတယ်။ဦးကျင်မောင်စိုက်ကားနဲ့လာခဲ့တယ်။ဒေါ်ပူမအိမ်ကစားထွက်ချင်းပဲအရှက်ကလေးနည်းနည်းဝင်ခဲ့တာမို့နည်းနည်းတော့ရီဝေဝေဖြစ်နေတယ်။အချိန်ကလည်းနေဝင်တော့မယ်။ကားလမ်းမော်ကနေဦးကျင်မောင်တယောက်ဖြည်းဖြည်းလေးနင်းလာခဲ့တယ်။အဲ့ဒီအခါသူ့နားကစိုက်ကားနဲ့လာတဲ့သူကိုကြည့်လိုက်တော့ဖိုးခွားဖြစ်နေတာတွေ့လိုက်ရတယ်။ဖိုးခွားကားတွေရောက်နေပြီလား။ဟုတ်ကဲ့ဦးကျင်မောင်မြန်သွားလူတွေကုန်သွားအောင်မယ်အေးဦးကျင်မောင်လည်းဖိုးခွားပြောလိုက်တာကြောင့်စိတ်ပူပြီးတော့စိုက်ကားကိုနည်းနည်းတွတ်တွတ်ကလေးနင်းလာခဲ့တယ်ရွာဝင်လန်းနဲ့ကားဂိတ်ကနည်းနည်းတော့လမ်းနေဝင်တော့မှဖြစ်တဲ့အတွက်လမ်းမေးတွေမရှိလို့မှောင်လာမှလည်းဆိုတယ်ဦးကျင်မောင်စိုက်ကားနောက်ကိုကြည့်လိုက်ရှေ့ကိုကြည့်နေလိုက်နဲ့လုံနေရတယ်သူ့နောက်ကကားတွေကလည်းတဝီးဝီးနဲ့မောင်းနေကြတယ်မဟုတ်ပါလားမတော်လို့အမှုသမားတွေမောင်းနေကားနဲ့ဆိုသူ့ဘာဦးစားကွဲမှာသူလည်းအိမ်ရတော့ပင်မဲ့ဒီမှာတော့ကြောက်တယ်သူ့မှာကမိသားစုရှိသေးတယ်နေကင်းရွာထဲမှာပယံအလုပ်လဲလုပ်တယ်ညဘက်မှာစိုက်ကားနေတယ်သူ့မှာကမိသားစုက4ဦးတာမိန်းမနဲ့ခလေးက2ယောက်အကြီးယောက်ျားလေးက9ရန်တက်နေတယ်အငယ်မိန်းကလေးက9တန်းတော့ရောက်နေပြီဒါကြောင့်လဲသူကမနက်ပယံအလုံးနဲ့မလောက်လို့ညနေပါစိုက်ကားထွက်နေရတာမဟုတ်ပါလားဒီနေ့သူစိုက်ကားနေရတာတမျိုးဖြစ်နေတယ်အရက်ကြောင့်နည်းနည်းရေဝေနေပေမဲ့သူ့ကိုယ်သူထိန်းနိုင်တယ်ဒါပေမဲ့သူပြန်ပြီးစဉ်းစားတယ်ဒီနေ့သူတောက်ခဲ့တာခါတိုင်းနေ့ထက်အနည်းဆုံးပါဘာကြောင့်များရေဝေဝေဖြစ်နေရတာလဲအသက်အရွယ်ရလာလို့လားလို့ထင်မိတယ်ဒီကခလန်းလန်းကကိုဘေးအောင်မှာမိန်းကလေးနှစ်ယောက်ကသူ့လာရလမ်းမှာကြည့်တာသူ့ကိုတားနေတယ်ဦးကျင်မောင်ကလည်းဒုံမိန်းကလေးနှစ်ဦးကိုကြည့်ပြီးသူမတို့နားကိုနင်းလာခဲ့တော့တာပေါ့သူမတို့နားကိုရောက်တဲ့အခါမှာအဲဒီမိန်းကလေးနှစ်ဦးကိုကြည့်လိုက်တော့တော်တော်လေးလာတာတွေ့ရတယ်။နှစ်ယောက်စလုံးကလည်းပါတိတ်အပြားခမ်းအပွင့်နှုံနှုံလေးရိုက်ထားတာကိုဝတ်ထားတာမို့ကြီးရီကောင်းကောင်းနဲ့လာခဲ့တာသူတို့လက်သားတာကိုမမြင်မဲနဲ့ဒီမှာအကိုကြီးဦးချင်မောင်ကလည်းဒုတိယအကြိမ်ခေါ်တော့မှအသိဝင်ကဟာညီမတို့စိုက်ခန်းငားမလို့လားဟုတ်ပါတယ်အကိုကြီးအားတယ်မဟုတ်လားအားပါတယ်အခုမှဈေးဥပေါက်မှာပါညီမတို့ကဘယ်သွားမှာလဲကားကိတ်အကျော်လေးပါရပါတယ်လိုက်ပို့ပါမယ်ဘယ်လောက်ပေးရမလဲနှစ်ယောက်ဆိုတော့900ပဲပေးပါဟုတ်ကဲ့ကိုကြီးညီမတို့လိုက်ပါမယ်ဦးချင်မောင်ကလည်းမိန်းကလေးနှစ်ယောက်နားကိုရောက်တဲ့အခါအမွှေးနဲ့လေးရတာမို့ရှင်မူးနေမိတာပေါ့အဲ့ဒီမိန်းကလေးနှစ်ဦးကသူ့ရဲ့စိုက်ကားပေါ်ကိုတင်ပြီးနင်းရမှာကိုလည်းပျော်နေမိတယ်သူမတို့စွတ်ထားတဲ့ရေမွေးနာလေးကလည်းတင်းနေတာပဲမဟုတ်ပါလားဦးချင်မောင်သူမနားမှာစိုက်ကားကိုရှက်ပေးလိုက်တယ်သူမတို့ကလည်းဈေးညီပြီးလို့စိုက်ကားပေါ်တက်လိုက်တယ်အမျိုးသမီးနှစ်ယောက်လုံးကအရက်တူညီပြီးတော့ကိုလုံးကိုပေါက်ကလည်းပြောစရာပဲမရှိယောက်ျားသားတို့မမောစရာကိုလိုပိုင်ရှင်နေဖြစ်တာကြောင့်
ဦးချင်မောင်သူမတို့ရဲ့အလှထဲမှာနစ်မျောနေမိတယ်ဒီကအမျိုးသမီးတဦးကဦးလေးစိုက်ကားကအပိုင်လားမဟုတ်ပါဘူးအငှားပါတညဘလောက်ပေးရလဲ900ပါဒီတော့200ပဲရှာရမှာပေါ့ဟုတ်ပါတယ်ညီမတို့စီကရမှာဦးလေးအဆင်ပြေမှာပေါ့ဦးလေးမမိသားစုရှိလားရှိတာပေါ့ညီမရဲ့ခလေး2ယောက်ရှိတယ်ចောင်းသားတွေပဲလားဟုတ်တယ်အကြီးကယောက်ျားလေး9တန်းအငယ်ကမိန်းကလေး9တန်းဦးလေးကဒီအလုပ်တစ်ခုပဲလုပ်တာလားယင်မဟုတ်ဘူးကွနေခင်းမှာပြန်လုပ်တယ်ဦးလေးအရန်ပင်ပန်းပါပဲနော်ညီမတို့တနာလိုက်တာဒီလိုပဲပေါ့ညီမရဲ့ဘဝဆိုတာကကိုဖြစ်ချင်တိုင်းဖြစ်ခွင့်မှမရှိတာသူတို့ဖြစ်စေချင်တာကိုကလိုက်လို့ရတာပဲမဟုတ်လားအမေဦးလေးကအလားကြီးပါလားဘဝကိုတော်တော်နာနေတဲ့ပုံပဲဘဝကိုနာတယ်ဆိုတာကလေဘဝကိုရုန်းကန်လာရတာများလို့ပါဟုတ်တယ်နော်ဘဝကိုရုန်းကန်တာများရင်ဘဝကိုနာကြတယ်ဆိုတာယုံလိုက်ပြီဒါနဲ့ညီမတို့ကဒီအချိန်ဖိုင်လာလောက်တာလေညီမတို့ကအမွှာညီမတွေပါကျမကဝေမာဦးသူကဝေမာထွေးအခုအိမ်ပြန်မလို့လေဘဲရလာကြတာလေရွာတွေကပါအခုကဘယ်နားမှနေလို့လဲညီမတို့သွားမယ့်နေရာကအိမ်လည်းမရှိပါဘူးအော်သိပြီဟိုအနောက်ကရွာတွေကလားဟုတ်ပါတယ်ရွာတွေကပါအခုဒီရွာကိုအလေလာတာအတိအိမ်တအိမ်မှာအလှလုံးလို့လေဦးကျင်မောင်တယောက်စကားတပြောပြောနဲ့စိုက်ကားကိုဂယုတဆိုင်နင်းလာခဲ့တယ်လမ်းတစ်လျှောက်လုံးလည်းမပြေးရသူနဲ့အနည်းဆုံးထိုင်ခဲ့တဲ့မိန်းကလေးကလမ်းတစ်လျှောက်လုံးမှာစကားတွေပြောလာတာမို့သူ့မှာပြင်းချိန်မရဦးကျင်မောင်စိုက်ကားနဲ့လာခဲ့တာအဝေးကြီးရှင်ရန်နာစခန်းကိုကျော်လာပြီးပဲဖြစ်တယ်၎င်းနေရာတွေကိုကျော်တဲ့အခါမှာတော့အိမ်တွေဆိုင်တွေမရှိတော့တဖြည်းဖြည်းနဲ့လူသွားလူပါရှင်းလာတယ်ကားလမ်းမပေါ်မှာသူ့ရဲ့စိုက်ကားတစ်စီးနဲ့အမျိုးသမီး2ဦးသာရှိခဲ့တယ်ဦးကျင်မောင်ကလည်းစိုက်ကားကိုဂယုတဆိုင်နင်းလာခဲ့ရအရှိမတင်ញိုင်းတစ်ခုကိုတွေ့လိုက်ရတယ်သူ့ရဲ့စိုက်ကားကတင်ញိုင်းကုန်းသားကိုရောက်တဲ့အခါမှာအပုံနဲ့တစ်ခုကထောင်းကနေရလိုက်တယ်လေးသိန်းလို့လားလို့သူ့ရဲ့စိတ်ထဲထန်လိုက်မိသေးတယ်ပြီးတဲ့နောက်မသိတလို့နေလိုက်ခါဦးကျင်မောင်ကလည်းဘေးမှာထိုင်မိလိုက်လာတဲ့အမျိုးသမီး2ဦးကစကားမပြောတော့ဘဲငြိမ်ချက်သားကောင်းနေတာမို့အံ့ဩနေတယ်ဦးကျင်မောင်ကလည်းသူမတို့စကားမပြောတော့တာမို့သူလည်းငြိမ်နေလိုက်ရတယ်အဲ့ဒီအခါမှာအပုံနှံကထပ်ပြီးရလာပြန်တယ်ဒီတစ်ခါအပုံနှံကတော်တော်လေးကိုနင်းနီးကက်ကက်လာရသလားလို့ထင်မိတယ်ဦးကျင်မောင်ကလည်းပတ်ဝန်းကျင်မှာခွေးလေနဲ့တိတ်နေသလားလို့လိုက်ရှာကြည့်တော့ဘာမှမတွေ့ဒီတစ်ခါဦးကျင်မောင်ကဒီကညီမတို့ဘယ်နားကိုပို့ပေးရမှာလဲတင်းကျန်းကြော်လေးလားမဟုတ်ဘူးဒီနားမှာပဲရက်ပါဦးကျင်မောင်ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့တင်းကျန်းရှိတဲ့မှာရက်ခိုင်းအောင်မို့မတင်ငါဖြစ်လာတယ်သူ့ကိုယ်သူလည်းစိုးရိမ်သွားတယ်သူ့ကိုများမိန်းကလေး2ယောက်စိုက်ကားများရိုက်လို့မလားဒီလိုနဲ့ဦးကျင်မောင်ကစိုက်ကားကိုရှက်လိုက်တယ်အဲ့ဒီအခါဦးကျင်မောင်ကလည်းစိုက်ကားရက်ရင်းနဲ့သူမတို့ဆင်းလာမလားလို့ကြည့်နေမိတယ်သူမတို့2ယောက်ကတော့စိုက်ကားပေါ်မှာထိုင်လျက်သားပဲရှိနေသေးတယ်အဲ့ဒီအခါဦးကျင်မောင်ကညီမတို့ရောက်ပြီလေဒုတိယအကြိမ်ထပ်ပြောလိုက်တယ်သူပြောပြီးမှပဲသူ့ရဲ့ဘေးမှာထိုင်နေတဲ့အမျိုးသမီးကိုကြည့်လိုက်တဲ့အခါမောင်နေလို့လားတို့စိတ်ထဲကထင်မိတယ်မျက်နှာမှာကလည်းစုပ်ပြဲသလိုမျိုးဖြစ်နေတယ်တချို့နေရာမှာတော့အယိုးတွေပင်ပေါ်နေသလားလို့တောင်ထင်ရတယ်ဦးကျင်မောင်လည်းနည်းနည်းတော့ကြောက်လာမိတယ်ဒါနဲ့မတင်ကားလို့နောက်ကအမျိုးသမီးကိုကြည့်လိုက်တဲ့အခါမှာအဲ့ဒီအမျိုးသမီးပါအယိုးတွေငေါထွက်နေတာတွေ့လိုက်ရတယ်ဒီလိုနဲ့ဦးကျင်မောင်လည်းသဘောပေါက်ခါစိုက်ကားပေါ်ကနေဆင်းပြီးတော့နောက်ပြန်လှည့်ကပြေးလေတော့တာပေါ့အဲ့တော့မှပဲဦးကျင်မောင်သဘောပေါက်သွားတော့တယ်သူ့ရဲ့စိုက်ကားကိုငှားစီးလာတဲ့သူတွေကလူစင်စစ်တွေမဟုတ်တရဲတွေဖြစ်နေတာကိုတွေ့လိုက်ရတယ်သူမတို့2ဦးနဲ့စိုက်ကားထားပြီးတော့ပြေးလာခဲ့တာအဝေးပြေးကားလေးကိုပင်ရောက်လာခဲ့တယ်ပြီးတဲ့နောက်စိုက်ကားသမားအချင်းချင်းဖြစ်တဲ့ကိုတူးကိုတွေ့လိုက်ရတယ်မောင်တို့ရေကိုပါအောင်ကွာဘာဖြစ်လာလို့လဲဦးကျင်မောင်ဦးကျင်မောင်ကလည်းဘယ်ကစပြောရမှန်းမသိပဲဖြစ်နေတယ်ဒါလုံနဲ့သူပြောဖို့လုပ်နေတော့ခရီးသည်2ဦးကစိုက်ကားအားလားရှင့်ဟုတ်ကဲ့အားပါတယ်မောင်တူးကစိုက်ကားလာငားနေတာမို့ဦးကျင်မောင်ပြောလာမယ့်စကားကိုနားမထောင်အားသူတို့မှာကခရီးသည်လာတော့စိုက်ကားလိုက်ရတယ်မဟုတ်ပါလားဒါကိုလည်းဦးကျင်မောင်နားလေတယ်ဒါနဲ့ပဲသူလည်းဘာမှဆက်မပြောတော့ပဲမောင်တူးတို့ထွက်သွားတာကိုကြည့်နေလိုက်ရတယ်သူ့မှာကတော့ကြောက်လန့်လို့ရင်တွေပါခုန်ကားမောနေရတာပေါ့သူ့အနေနဲ့ကလည်းတကားမှဒီလိုမျိုးနိနိကက်ကက်တရေနဲ့အတူမထိုင်ဘူးမနေခဲ့ဘူးတော့စိတ်ထဲမှာတမျိုးတော့ဖြစ်မိတယ်စိုက်ကားကိန်းမှာကလည်းစိုက်ကားသမားဆိုလို့တစည်းမှမရှိတော့ခရီးသည်တွေရလို့ထွက်ကုန်တာလားဒါမှမဟုတ်ညဘက်ရောက်လို့ပြန်ကုန်တာလားဆိုတာတော့မသိတော့ပါ
အဲ့ဒီအချိန်မှာစိုက်ကားတစ်စီးမြို့ထဲဘက်ကနင်းလာနေတာတွေ့လိုက်ရတယ်။သူ့မှာကလည်းစိုက်ကားထားခဲ့ရတာစိတ်မချလည်းဖြစ်မိတယ်။ပြန်လို့စိုက်ကားပေါမလိုက်ရင်ဒေါ်ဖူးမကသူ့ကိုစုဆဲမှာကျင်းသေးတယ်။ဒေါ်ဖူးမကသူ့ရဲ့စိုက်ကားကိုဂယုမဆိုင်တဲ့လူဆိုရင်ဘယ်တော့မှမငားတော့ဦးကျင်မောင်ကလည်းစိုက်ကားကိုပြန်သွားယူခြင်းနဲ့ဒါပေမဲ့သူမြင်လာရတဲ့မြင်ကွင်းကိုသူ့စိတ်ကခြောက်လန့်နေတယ်။သူတယောက်တည်းလည်းမသွားရေးဒါကြောင့်လည်းမောင်တူးကိုခေါ်ဖို့လုပ်နေတော့ခရီးသည်ကပါသွားခဲ့တယ်။သူ့ရဲ့စိုက်ကားကိုတယောက်ယောက်ယူသွားမှလည်းစိုးရိမ်နေရတယ်။ဒါကြောင့်မောင်တူးကိုပဲစောင့်နေတော့မယ်လို့ဆုံးဖြတ်လိုက်တယ်။မကြခင်မှာပဲမောင်တူးပြန်ရောက်လာတယ်။ဟာဦးကျင်မောင်မသွားသေးဘူးလား။အေးမသွားရဲပဲဖြစ်နေတယ်။မင်းငါ့ကိုလိုက်ပို့ပါကွာငါတယောက်တည်းမသွားရဲလို့ပါ။ဒီကမောင်တူးကဦးကျင်မောင်ကိုကြည့်ပြီးတော့တနာသွားတယ်။ကိုချင်းလိုက်စာမိတယ်။ဘာဖြစ်လို့လဲဆိုတော့သူလည်းကြုံခဲ့ဘူးတယ်မဟုတ်ပါလား။သူကြုံခဲ့တာကဒီနယ်ကတော့မဟုတ်သူ့ရဲ့နယ်ဖြစ်တဲ့အညာဒေသမှာပဲဖြစ်တယ်။အခုသူတို့ဒီနယ်မြေကိုပြောင်းလာခဲ့တာမကြသေးတစ်နှစ်လောက်ပဲရှိအောင်မယ်ထင်တယ်။အခုဦးစင်မောင်တယောက်သူ့ရဲ့စိုက်ကပြန်ယူခြင်းပေမဲ့အဖော်မရှိတဲ့အဖြစ်ကိုကိုချင်းစာမိတယ်။လာဦးကျင်မောင်ကျွန်တော်လိုက်ပို့ပေးမယ်။နှစ်ယောက်ဆိုတော့နည်းနည်းအားရှိတာပေါ့။သူတို့နှစ်ဦးမှာမောင်တူးကစိုက်ကားနှင်းပြီးဦးကျင်မောင်ကထိုင်လာလိုက်ခဲ့တယ်။လာကလည်းမိုက်ညကလည်းမောင်ဆိုတော့ကားလမ်းတစ်လျှောက်ကားမီးရောင်ကိုကြည့်ကနင်းလာခဲ့တယ်။မောင်တူးကလည်းဦးကျင်မောင်စိုက်ကားရှိရာကိုနင်းလာခဲ့ရစိုက်ကားကတော်တော်ဝေးသေးတာတွေ့ရတယ်။ကားလမ်းပြီးဆိုပေမဲ့လမ်းတစ်လျှောက်လူတွေလည်းတရားမှမရှိဘူး။တယောက်စားနှစ်ယောက်စားတော့မတွေ့။မကြခင်စိတ်ပါပဲကားလမ်းပြီးတင်ချိုင်းကုန်းနာကိုရောက်လာတယ်။မောင်တူးကလည်းဦးကျင်မောင်ရဲ့အဖြစ်အပျက်ကိုသိထားခဲ့သူမို့ကျော်နေနေချမ်းလာတယ်။ယောက်ျားဆိုပေမဲ့တရေတော်ကြောက်တယ်။အခုအဖြစ်အပျက်ကလည်းပူပူနွေ့နွေ့တရေနဲ့တွေ့ခဲ့တယ်ဆိုတော့သူလည်းလန့်နေတာပေါ့အဲ့ဒီအခါဦးကျင်မောင်ကဟိုမှာစိုက်ကားမြင်နေရပြီအမောင်ထဲမှာမို့စိုက်ကားကိုမြင်ရပေမဲ့အနားရောက်ခံနေတော့နည်းနည်းမြင်တွေ့ရလာတယ်သူတို့စိုက်ကားနာကိုရောက်တော့စိုက်ကားပေါ်မှာအမျိုးသမီးနှစ်ယောက်မရှိတော့ဦးကျင်မောင်ကလည်းစိုက်ကားပေါ်အမြန်တက်ပြီးတော့နောက်ပြန်လှည့်နင်းလာခဲ့လိုက်တယ်ဦးကျင်မောင်လည်းစိုက်ကားနင်းရင်းနဲ့နောက်ပြန်လှည့်ကြည့်လုပ်ပြီးတင်ញိုင်းကုန်းဘက်ကိုကြည့်မိတယ်ဘသူကိုမှမတွေ့ရတာမို့စိတ်သက်သာရပြီးတော့စိုက်ကားဂိတ်ကိုအမြန်နင်းလာခဲ့တော့တယ်။ဒါပေမဲ့သူ့စိတ်ထဲမှာတော့မတင်မကျဖြစ်မိတယ်။ဘာဖြစ်လို့လဲဆိုတော့သူကိုယ်တိုင်အမျိုးသမီးနှစ်ယောက်ကိုစကားပြောခဲ့ရတယ်မဟုတ်ပါလား။ဘလို့တရေတွေဖြစ်သွားရတာလေ။တရေအစ်စ်မဟုတ်ရဲ့လား။ဥစ္စာဆောင်တွေများလားလို့စိတ်ထဲမှာလည်းထင်မိနေတာပေါ့။ဘာပဲဖြစ်ဖြစ်မကြည့်နိုင်ဘူး။မနှံမိုးလေးရင်တော့တင်ញိုင်းပတ်တစ်ခေါက်သွားကြည့်မယ်လို့စိတ်ထဲမှာတေးမိတယ်။စိုက်ကားဂိတ်ကိုရောက်တော့စိုက်ကားကိုဂိတ်ထိုးဖို့နောက်ပြန်ဆုတ်ရအလုံးမှာဟမ်ကိုရှင်မမစာရလေးတစ်ရက်တွေ့ရတယ်။ဘာစာပါလဲ။ဟိုမျိုးသမီးတွေရဲ့စာရီကြံခဲ့သလားလို့ထင်မိတယ်။စာရကလေးက၄ခေါက်ချိုးထားတယ်။စာရွက်ကတစ်ဖက်မှာပန်းပုံနေလဲပါတယ်။တစ်ဖက်ကတော့စာရေးထားတယ်။ဦးကျင်မောင်ကစာပါတဲ့ဘက်ကိုလှည့်ကဖတ်လိုက်တဲ့အခါမှာတော့ဦးလေးရှင်မလက်မိုးလေးရင်စိုက်ကားခလာယူပါ။ဟာဟုတ်မဟုတ်ရလား။သူတလို့တွေးနေစမှာပဲ။တခိုးပြို့တခိုးသူတို့ဆိုင်ကားကိတ်မလန်းမကတ်မှာတကိုးနှစ်ယောက်ကရှေ့ကနေပြေးသွားတယ်။အဲ့ဒီနောက်လူအုပ်10ယောက်လောက်ကလိုက်တယ်။ဒါပေမဲ့ရှေ့ကပြေးသွားတဲ့တကိုးနှစ်ယောက်ကရှေ့ကိုတော်တော်ရောက်နေပြီ။နောက်ကလိုက်တဲ့လူတွေကလည်းမလိုက်ရဲနဲ့လိုက်နေမှန်းသိတာတယ်။ရှေ့ကနေပြေးသွားတဲ့တကိုးနှစ်ယောက်ကတင်ញိုင်းဘက်ကိုရောက်တဲ့အခါမှာတင်ញိုင်းကုန်းထဲကိုဝင်ရောက်ပြောက်ကွယ်သွားကြတယ်။ဒီအခါနောက်ကလိုက်လာတဲ့သူတွေကတင်ញိုင်းနဲ့ပြေးဝင်သွားတဲ့တကိုးနှစ်ယောက်နောက်ကိုဆက်ပြီးမလိုက်ရဲတော့ပဲ။တင်ញိုင်းရှေ့ကနေဟိုကြည့်ကြီးနဲ့တယောက်တစ်ပေါက်ပြောကပြန်သွားကြတယ်။အဲ့ဒီအခါတကိုးနှစ်ယောက်ကသူတို့နောက်ကလိုက်လာတဲ့သူတွေပြန်သွားတာတွေ့လို့တင်ញိုင်းတွေကနေထွက်လာခဲ့ကြတယ်။ပြီးတဲ့နောက်အုတ်ကူနှလုံးကဆက်လျက်လှုပ်ထားတာမို့အဲ့ဒီအပေါ်မှာခဏထိုင်နာလိုက်ကြတယ်။သူတို့ခိုးလာတဲ့ပစ္စည်းတွေကိုအုတ်ကူပေါ်မှာပဲလက်နဲ့တမီထွန်းကခွဲဝေယူကြတယ်။ဒီကသူတို့ခိုးလာခဲ့တဲ့ပစ္စည်းတွေကအမျိုးစုံနဲ့သူတို့ထည့်လာတဲ့ဘေးလွယ်အိတ်စုပ်ကလေးတွေကိုထိုးသိမ့်ထည့်လာတာမို့လွယ်အိတ်အောက်ကပေါက်ပြင်းနေတာကိုတော့သူတို့မတွေ့အဲ့ဒီအပေါက်ထဲကနေဆွဲကြိုးကလေးတစ်ခုကထွက်ကြကဂူနှစ်ခုကြားမှာတင်ကျန်ခဲ့တယ်အဲ့ဒီတကူနှစ်ယောက်ကလည်းပစ္စည်းတွေကိုထုတ်ကအမြန်ခွဲဝေလိုက်ကြတယ်ကြာရင်သူတို့ဓမီရောင်ကြခုနကသူတွေပြန်လာမှစိုးရင်ရတယ်မဟုတ်ပါလားဒီကတကူနှစ်ဦးကဟိတ်ကောင်တက်ခဲအမြန်လောက်ပါကွာငါတို့ကြောက်တယ်တက်ခဲဆိုတဲ့သူကမင်းကဘာကြောက်တာလဲတရေကွာတခိုးလုံးနေပြီတရေကြောက်ရလားဘာပဲဖြစ်ကွာအမြန်ခွဲပြီးရင်မင်းနဲ့ငါလည်းလမ်းခွဲရအောင်တို့အတွက်တစ်နှစ်စာဖူလုံသွားပြီကြံတရားဖြစ်တဲ့မဲလုံးကသူဖြစ်စီခြင်းတဲ့အရာကိုအမြန်ပြောနေမိတယ်
ဒီကတက်ခဲဆိုသူကလည်းကိုပေါ်မှာပစ္စည်းထုတ်ကနှစ်ပုံပုံလိုက်တယ်ပြီးတော့မဲလုံးကိုကြိုက်တဲ့အပုံယူလို့ပြောပြီးခွဲဝေလိုက်ကြတယ်မဲလုံးမယူတဲ့အပုံကိုတက်ခဲကယူတယ်ပြီးတော့သူတို့နှစ်ဦးလည်းတင်းញိုင်းထဲကနေထွက်လာခဲ့ကြတော့တယ်မနက်မိုးလင်းတော့ဦးကျင်မောင်တယောက်ညကရခဲ့တဲ့စာလေးကိုထုတ်ကြည့်မိတယ်ဒီကစာရွက်ကိုသိချကြည့်မိတော့ဟမ်အခေါင်းမှာကတ်ထားတဲ့စက်ကူနဲ့ရေးထားတာကိုတွေ့ရလို့နည်းနည်းတော့လန့်မိတယ်ဒါပေမဲ့စာကိုတော့သူစိတ်ဝင်စားတယ်တလန်းလုံးလဲသွားတဲ့မသွားတဲ့စဉ်းစားနေတယ်မနက်မိုးလင်းပြန်တော့ဒီအကြောင်းပဲစိတ်ထဲမှာအရင်တတိယမိလာတယ်ဒါနဲ့ဦးကျင်မောင်လဲမနက်မိုးလင်းလင်းချင်းသွားမယ်လို့ဆုံးဖြတ်လိုက်တယ်ဒီနေ့ကအလုပ်လဲနားရတယ်သူ့မှာကလည်းဘာလုံးမှလုပ်စရာကမရှိစိုက်ကားကလည်းညနေရောက်မှရမှာဖြစ်လို့ဘာပဲဖြစ်ဖြစ်သွားကြည့်မယ်လို့ဆုံးဖြတ်လိုက်တယ်မနက်စာထမင်းချက်နဲ့ပဲပြုတ်စားပြီးကားလမ်းပေါ်ကိုထွက်လာခဲ့တယ်ပြီးတဲ့နောက်ကားလမ်းတစ်လျှောက်လမ်းလျှောက်လာခဲ့တယ်တဖြည်းဖြည်းစိုက်ကားဂိတ်ကိုကြော်လာတယ်စိုက်ကားဂိတ်မှာမောင်တူးများရှိမလားလို့ကြည့်မိတယ်ဒါပေမဲ့မတွေ့အဲ့ဒါနဲ့ပဲဦးကျင်မောင်တယောက်တင်းញိုင်းဘက်ကိုဆက်ပြီးရှောက်လာခဲ့တယ်မနက်မိုးလင်းလို့လူတွေကတယောက်စားနှစ်ယောက်စားတော့တွေ့တယ်ဒါပေမဲ့သူတည်းသိတဲ့သူတော့မတွေ့ဦးကျင်မောင်တင်းញိုင်းသားကိုရောက်လာတယ်ပြီးနောက်ရေမြောင်းကိုကြောကပထမဆုံးတွေ့တဲ့အုပ်ကူနှလုံးဆက်ကိုအရင်တွေ့ကအဲ့ဒီနာကိုအရင်သွားကြည့်တယ်ဟမ်ပထမတစ်ခုကဝေမာအိုးအသက်20ဒုတိယတစ်ခုကဝေမာထွေအသက်20ဟာဦးကျင်မောင်တယောက်အုပ်ကူနှလုံးရဲ့စာရီကိုမြင်လိုက်ရတဲ့အခါမှာကြော်ရဲစိတ်ကနေခံစားလိုက်ရတယ်သူ့ရဲ့စိုက်ကားကိုစီးခဲ့တဲ့သူတွေဖြစ်နေတာကြောင့်ပိုပြီးစိတ်မကောင်းဖြစ်မိတယ်အခုမှတော့ဦးကျင်မောင်လည်းကြောက်စိတ်တွေမရှိတော့ပဲသူမတို့နှစ်ဦးကိုတနာသွားရတယ်နှစ်ဦးစလုံးကအမွှာရီဖြစ်တာကြောင့်တနေ့တည်းသေဆုံးပုံရတယ်လို့ထင်မိတယ်ဖြစ်မှဖြစ်ရလေကလေးတို့ရဲ့ပါစမ်းမတလို့ပြောကအုတ်ကူပေါ်မှာတင်နေတဲ့တရွက်ချောက်တွေကိုဖယ်ရှားပေးမိတယ်ဒီခါမှာတော့ဟမ်ဆွဲချိုးလေးတကုံးပါလားဘသူဟာပါလေဒီနေရာဒီဒေသမှာဆိုတော့ဘသူကမြန်လာထားမလဲမဖြစ်နိုင်ပါဘူးဒီခါမှပဲဦးကျင်မောင်ကညကစာကိုတတိယသွားတယ်ဟာဟုတ်သားပဲငါ့ကိုစိုက်ကားကလာယူဖို့သမီးတို့စာရေးပေးထားတာပဲငါ့ကိုများပေးသလားဦးကျင်မောင်လည်းမယုံမရဲဖြစ်ကဝမ်းသာနေမိတာတော့အမှန်ပဲဘာပဲဖြစ်ဖြစ်ဦးကျင်မောင်ကတော့ဆုံးဖြတ်လိုက်တယ်သူနဲ့ထိုက်လို့သူရတာပဲလေသူလည်းဒီနေရာမှာလာဖြစ်ရင်သူရမှာမဟုတ်ညကစာကိုသူယုံလို့သူလာခဲ့တယ်မဟုတ်ပါလားဒါဆိုသမီးတို့ကဦးကိုစိုက်ကားကပေးတယ်လို့ဦးယူစားလိုက်ပြီနော်ပိုတဲ့ငွေကိုသမီးတို့အတွက်အလှူလုပ်ပေးမယ်တာရုတာခေါ်ဖို့သမီးတို့လာခဲ့ကြနော်ဒါလုံးနဲ့ဦးကျင်မောင်တယောက်ဆွဲကြိုးလေးကိုကြည့်ကဝမ်းသာပီတိဖြစ်လျက်အင်ကိုပြုံးရွှင်ပျော်ရွှင်စွာနဲ့ရှောက်လာခဲ့ပါတော့တယ်ဇလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီရှင်ဆုံးနေထိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့ချစ်ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်